တဲ့သင်ပြီဆိုရင်တော့ချမ်းသာဖို့မစင်စားနဲ့နတ်မှန်အောင်စားရကံကောင်းဘဝနော်နတ်မှန်အောင်စားရကံကောင်းပြောပြမယ်မြတ်စွာဘုရားရှင်လက်ထက်ကလောတကတိတ်တာဆိုတဲ့ယဟန္တာမထေတပါအကြောင်းအဲ့ယဟန္တာမထေအလောင်းလျာကလေးကတငါရွာမှာကိုဝင်ရသူ့ကိုဝင်ရတဲ့ညတရွာလုံးမီးလောင်တာ9ကြိမ်သူ့အမေပိုက်ထဲရောက်တဲ့ညစပြီးတော့မမွေးခင်နော်ကိုဝင်မဲရှိသေးတယ်ရွာမီးလောင်တာ9ခါရှင်ဘရင်ကမင်းတန်ပေးလိုက်တာ9ခါရွာသားတွေတောင်ချာကိုစိုင်းသွားတာပဲတခါမှတို့ရွာဒီလိုမဖြစ်ဘူးကွာဘလို့လဲစဉ်းစားကြတော့တို့ရွာထဲမှာတော့လူယုံမှာတယောက်တော့ရောက်ပြီထင်တယ်ဘယ်အိမ်မှာမှန်းလဲမသိဘူးဘယ်သူသွားဆွဲမလဲနော်ဆွဲမရတော့ဘာလုပ်လဲဟဲ့အင်ကြီး1000တချမ်းခွဲกว่าရွာတောင်ပိုင်းနဲ့မြောက်ပိုင်းခွဲလိုက်ပဲမင်းတို့ကတရွာတို့ကတရွာမဆိုင်တော့ဘူးလို့အဲ့လိုလဲခွဲလိုက်ရောအဲ့ကလေးပါတဲ့အချမ်းကငါးကိုရှာလို့မရဘူးတငါရွာမှာငတ်တာမပြောနဲ့သူမပါတဲ့အချမ်းလွတ်သွားပြီအေးစစ်ငကိုလိုပဲတတရရပြန်ဖြစ်သွားပြီ900ဟိတ်တို့ဘက်မှာပါပြီกว่าလူယုံမှာထခွဲกว่า250စီသူပါတဲ့အချမ်းကဒုက္ခသူမပါတဲ့အချမ်းကလွတ်အဲ့250ထခွဲกว่า125နောက်ဆုံးခွဲလိုက်တာသူ့တဲ့အိမ်မဲ့ကြံတော့သူ့တဲ့အိမ်လဲကြံဟာဒီအိမ်လူယုံမှာခဲနဲ့ဝိုင်းပေါက်ထုတ်တာရွာပြင်ရောက်ဒီအဖေနဲ့အမေကငကိုတော့ကတော့ပုံမှန်ပါပဲဒီကလေးလဲပိုက်ထဲရောက်ရောနော်ဒီကလေးလဲပိုက်ထဲရောက်ရောရှာလို့ကိုမရတော့တောင်းတာတော့မရတော့ပြီးရောမအေသွားတောင်းမအေပိုက်ထဲမှာအဲ့ကလေးရှိနေမအေသွားတောင်းလုံးဝမရဘူးအဲ့တော့မအေကိုအိမ်မှာထိုက်ဖေးတယောက်ထက်သွားတောင်းတော့ဒီကလေးအချိန်လေးရပါတော့များဆမရကိုအဲ့ဒါကိုလင်မယား2ယောက်ဝေစားမဝရေစားပေါ့အဲ့ဒါကံနေအချိန်ဟတ်တယ်ဆိုတာဒါပဲနော်ဘာအချိန်ဟတ်တာကြံတဲ့ရွာသားတွေကဒီကလေးကြောင့်စွတ်ခံနေရတာနော်အကုသို့အချိန်ဟတ်တယ်ဆိုအဲ့ဒါကြောင့်ဘုံတို့ငယ်တော့နော်အေးဘက်ပြန်တိုင်အပြင်ဆောင်းမထက်နဲ့အေးဒီထဲကိုတန်ပြန်မဝင်စေနဲ့စောစောကအတန်တိုင်းကကောင်းတယ်အဲ့တော့ဒီတိုင်းရတယ်ဒီကလေးကြောင့်နော်မအေရောဖေရောငတ်တာအရှိန်ဟတ်တယ်လို့ခေါ်တယ်နော်ဘုံတို့ငယ်တော့ကနည်းနည်းအာကုသို့လှုပ်တတ်တဲ့လူဆိုရင်လေမိုးဥကြမိုးတွေရွာမိုးတွေချိန်ပြီးဒိန်